အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ညပြောပြမယ့်ဇာတ်လမ်းလေးကတော့ကိုတွေးဇာတ်လမ်းလေးပေါ့ဗျာတငယ်ချင်းတယောက်ကိုတွေးဇာတ်လမ်းလေးပေါ့ကိုရီးယားမှာအလုပ်လုပ်နေတဲ့မြန်မာကောင်လေးဇီယာကTikTokနဲ့ Facebook လိုက်လွှင့်တာဝါသနာပါတယ်သူကတညမှာတော့ညတိုင်းဆင်းပြီးအဆောင်ပြန်ရောက်တော့အိတ်မပြောလို့လက်တော့ပေါ်တက်ပြီးတော့လိုက်လွှင့်လိုက်တယ်အချိန်ကညတနာရီနဲ့40လေတိုက်တန်တူတူလေးအဆောင်အတွင်းထဲကိုဝင်လာတယ်တစောင်းလုံးကလည်းမောင်းနေတယ်ပြူဟာလည်း20လောက်ပဲရှိတယ်ကွန်မန့်တွေဖတ်ရင်ရေးရင်လုံနေတော့ ACC တကူကကွန်မန့်စဝင်လာတယ်နောက်မှဘသူရက်နေတာလဲတဲ့ဇေယျရေးပြီးတော့တယောက်သေးပါဗျလို့ပြောလိုက်တယ်ဒါပေမဲ့ကွန်မန့်တွေဆက်တက်လာတယ်အဖြူရောင်ဝတ်ထားတဲ့မိန်းကလေးလေးတဲ့အကိုနောက်မလင့်နေတယ်သူကကင်မရာလေးပဲပေါ်လာတယ်ဇေယျစိတ်မကောင်းဖြစ်လာတယ်လိုက်ကိုပြန်ကြည့်တော့သူ့နောက်အမောင်ထဲမှာစပင်ရှိနေတဲ့လူပုံတော်ကိုမတက်ရက်နေတာမြင်ရတယ်သူချက်ချင်းနောက်လိုက်ကြည့်တော့ဘယ်မှမရှိဘူးလိုက်ကွန်မန့်တွေပိုပေါက်လာတယ်အခုနီးလာပြီဘေးမှာထိုင်နေပြီတဲ့ run နဲ့ပြေးတဲ့ဇေယျကြောက်ပြီးတော့ဖုံးကန်ရင်လေကားဘက်ပြေးတယ်ဒါပေမဲ့လိုက်စကွင်ထဲမှာတော့သူ့နောက်ကမိန်းကလေးကတဖြည်းဖြည်းကင်မရာနားကပ်လာတယ်မျက်နှာမမြင်ရဘူးစပင်နဲ့အုပ်ထားတယ်ပြီးတော့ဖုံးစကွင်တစ်ခုလုံးပရက်အောက်ဖြစ်သွားတယ်လိုက်ကားတော့မပိတ်သွားဘူးဖြူဝါတွေကကွန်မန့်တွေရေးနေတော့အဲ့မိန်းကလေးကကင်မရာကိုကြည့်နေသူပြုံးလိုက်တယ်ဇေယျဘယ်ရောက်သွားလဲမနေ့ရောက်တော့လက်တော့ပေါ်မှာဖုန်းတစ်လုံးပဲတွေ့တယ်လိုက်ဝါဘိုင်းနေတယ်မှာတော့နောက်ဆုံး3စက္ကန့်မှာတော့ကင်မရာနားကလာတဲ့မျက်နှာဖြူကြီးတစ်ခုနဲ့အတန်တေးသေးလေးတန်ပါနေတယ်နောက်လိုက်အတူတူလွှင့်ကြမယ်အဲ့ဒါကြတော့ဇလန်ရောက်တော့ပါပဲညဘက်ဒီဖုန်းတွေပါနေထားမကြည့်ပါနဲ့တရေကြိုက်တတ်တယ်အခုတော့ကျွန်တော်တယောက်တည်းအပြင်ထွက်ပြီးတော့အတန်သွင်းရပါအတန်လေးစူးနေမှာဆိုတော့ကြောအောင်ချမ်းနေပြောပြလာအားလုံး good night ပါchannel လေးကို like and subscribe လုပ်ပေးကြပါလို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်